ပထမတော့ Mi Rhyme Dictionary ကနေအခုတော့ Mi Redpad ဆိုတဲ့ application လေးတစ်ခုဖြစ်သွားပါပြီဒါ install လုပ်နေတာဖြစ်ပါတယ်လိုချင်တဲ့ကာယစကားလုံးတွေကို search bar မှာရိုက်ပြီးရှာလိုက်မယ်ထွက်ကြလာတဲ့ကာယစကားလုံးတွေအပေါင်းလက္ခဏာနှိပ်ပြီးတော့တတိယစာမျက်နှာမှာရှိတဲ့ Redpad တွေကိုပို့လို့ရမယ်အလယ်က history icon လေးရှိတယ်ဒီ icon လေးကကိုရှာခဲ့တဲ့စကားလုံးတွေရဲ့ပြန်ကြည့်လို့ရမယ် Redpad ထဲမှာစာသားရေးလို့ရမယ်အတန်သွင်းလို့ရမယ်အတန်သွင်းလို့ရလာတဲ့ wave file တွေကို download ပြန်ချလို့ရမယ် mode ကနှစ်ခုရှိတယ် dark mode နဲ့ default နဲ့ setting icon လေးကိုနှိပ်ပြီးတော့ mode change လို့ရမယ်ပြီးရင် random word ဆိုတဲ့စကားလုံးကအမြဲတနေ့တစ်ခါပေါ်နေမယ်ကိုဒီ application ဝင်တိုင်း random စကားလုံးတစ်လုံးစီအမြဲတမ်းသူပြပေးနေမယ်အဲ့တော့ microphone ကိုအတန်သွင်းရတာဖြစ်တဲ့အတွက် microphone accept ပေးဖို့လိုတယ် setting တွေက permission manager ထဲမှာကျွန်တော်တို့ရဲ့ HME Redpad ဆိုတဲ့ application ကို microphone accept ပေးဖို့လိုတယ်အခုပြရတဲ့အတိုင်းပဲခွင့်ပြုပေးလိုက်မယ်ဆိုရင် Redpad ထဲမှာစာသားရေးလို့ရမယ်အတန်သွင်းလို့ရမယ်ရလာတဲ့ကိုရွတ်ထားတဲ့စာသားအကျမ်းတွေကိုရွတ်ထားတဲ့အတန်အကျမ်းတွေကို download ချလို့ရတယ်အဲဒီ download ချလာတဲ့အတန် file က download folder ထဲကိုရောက်သွားမှာတွားနာဒီကတော့ကောင်းအတန်သွင်းလို့ရတော့ပါပြီအဲ့ကိုဖြတ်ချင်တယ်ဆိုရင်လည်း select လုပ်ပြီးတော့ဖြတ်လို့ရမယ်ဒါကတော့ default mode ဖြစ်သွားပြီအတန်သွင်းထားတဲ့ file က download file folder ထဲကိုရောက်